ချက်ဟာဘန်မှာအလုံးလုံးနေရင်တခုခုကိုတွေးမိသွားပါတယ်အဲ့ဒါကတော့ဘန်ကနေငွေထုတ်ယူလိုက်ဘန်ဝင်ဆောင်ကအဖြစ်ဖြတ်တောက်သွားတဲ့တပြားဆိုတဲ့မာနာလေးကိုဘယ်သူမှသိကိမဆိုင်တာကြောင့်ဒီဝင်ဆောင်ကလေးကသူ့ကိုချမ်းသာအောင်လုပ်ပေးနိုင်လိမ့်မယ်ဆိုတာပါပဲဒါကြောင့်ဘန်အကောင့်တစ်ခုချင်းစီကနေတပြားစီပဲယူနိုင်ရင်တော့ကျဲရဲ့ဘန်မှာအကောင့်ပေါင်း10 တန်းနီးပါးရှိတာကြောင့်အတော်များတဲ့ငွေပမာဏကိုရရှိမှာပါပဲဒါအပြင်အကောင့်ပိုင်ရှင်တွေကလည်းတပြားတည်းဖြစ်သွားတာကိုသိတောင်သိကြမှာမဟုတ်ပါဘူးဒီလိုနဲ့ချက်ဟာပထမဆုံးအနေနဲ့လူတွေရဲ့ဘန်ချက်လက်တွေကိုရဖို့လုပ်ပါတော့တယ်ဒါကြောင့် virus program တစ်ခုကိုရေးဆွဲလိုက်ပြီးစီးပွားရေးဆိုင်ရာ email တစ်ခုအဖြစ်ဖန်တီးကအထက်လူကြီးဖြစ်သူစီကိုပို့လိုက်ပါတယ်အထက်လူကြီးကလည်းအဲ့ဒီ email ကိုဖွင့်ကြည့်လိုက်တဲ့အခါ program ကစတင်အလုပ်လုပ်ပါတော့တယ်အဲ့ဒီ program ကချက်ကိုအထက်လူကြီးရဲ့ကွန်ပျူတာကိုတိုက်ရိုက်ကြည့်ခွင့်ပေးုံတင်မကပဲဘန်တစ်ခုလုံးရဲ့ကွန်ရက်ထဲကိုပါရောက်သွားပါတယ်ဒါကြောင့်ကွန်ပျူတာအားလုံးဆက်ချို့ယွင်းမှုဖြစ်ပေါ်စေခဲ့ပြီးကွန်ရက်လုံခြုံရေးမန်နေဂျာကကွန်ပျူတာတွေကိုပြန်ဖွင့်လိုက်တိုင်းမှာလိုဝက်နံပါတ်တွေကချက်စီကိုအလိုလျောက်ရောက်ရှိလာပါတော့တယ်ဒီလိုနည်းနဲ့ချက်ဟာဘန်ရဲ့ database ထဲကိုအလွယ်တကူဝင်ရောက်နိုင်ခဲ့ပြီးလူတွေအားလုံးရဲ့ဘန်ချက်လက်တွေကိုရယူနိုင်ခဲ့ပါတယ်အဲ့ဒီနောက်ဝန်ဆောင်ခအမိတက်ပြီးဘန်အကောင့်တစ်ခုချင်းစီကနေတပြားစီဖြတ်တောက်လိုက်တဲ့အခါစုစုပေါင်းဒေါ်လာ9000ခွဲကိုရရှိသွားပါတယ်ဒါပေမဲ့ဒီငွေတွေကိုဘေးကင်းကင်းနဲ့လွှဲပြောင်းနိုင်ဖို့ချက်ဟာဘန်မှာအသုံးမပြုတော့တဲ့အကောင့်တစ်ခုကိုရှာဖွေပြီးအဲ့ဒီထဲကိုငွေတွေအကုန်လွှဲလိုက်ပါတယ်အစီအစဉ်အောင်မြင်သွားတာကြောင့်ချက်လဲဝမ်းသာအားရဖြစ်သွားနေလုံးမှာပဲတကားစီကနေပြင်းထန်တဲ့တကားခောက်တန်ကြီးထွက်ပေါ်လာပါတော့တယ်လူမိုက်တွေသူ့နောက်ကိုလိုက်လာတာဆိုတာသိလိုက်တာပါပဲတကယ်တော့ကျဲရဖခင်ဟာစီးပွားရေးကျဆင်းပြီးလူမိုက်တွေစီအကျွေးတွေတင်းနေခဲ့တယ်လို့လွန်ခဲ့တဲ့ရက်ပိုင်းကဖခင်ဖြစ်သူဟာနှလုံးရောဂါထဖောက်ပြီးဆေးရုံတက်နေခဲ့ရပါတယ်ဒါကြောင့်လူမိုက်တွေကချက်ကိုဖခင်ဖြစ်သူရဲ့အကျွေးတွေကိုနှစ်ရက်အတွင်းလာဆက်ရမယ်လို့ပြောခဲ့ပေမဲ့အခုတော့လာမဆက်လို့ရောက်လာကြတာပါပဲဒီအခြေအနေကြောင့်ချက်ဟာဒီတပြားစီဖြစ်တဲ့အစီအစဉ်ကိုလုပ်ခဲ့ရတာပါပဲအဲ့ဒီနောက်လူမိုက်တွေလက်ကနေရုံထွက်ပြီးဘန်ကိုသွားခဲ့တယ်လို့အတုလုပ်ထားတဲ့မှတ်ပုံတင်ကိုအသုံးပြုပြီးငွေတွေကိုအောင်မြင်စွာထုတ်ယူနိုင်ခဲ့ပါတယ်အဲ့ဒီငွေတွေနဲ့ပဲအကျွေးတွေကိုဆက်နိုင်ခဲ့ရုံတင်မကပဲဖခင်ဖြစ်သူရဲ့ခွဲစိတ်မှုစေးကိုပါပေးနိုင်ခဲ့ပြီးဖခင်ဖြစ်သူကိုအသက်ပေးကနေကယ်တင်နိုင်ခဲ့ပါတယ်ဒါပေမဲ့အရာအလုံးပုံမှန်ပါပဲလို့ချက်ထင်နေတဲ့အချိန်မှာပဲသတင်းတပုတ်ကြောင့်ထိတ်လန့်တုန်လှုပ်သွားရပါတော့တယ်အဲ့ဒါကတော့မင်းညကအထက်လူကြီးဖြစ်သူဟာတေဆုံးသွားခဲ့လို့ဘန်လုံဂျုံရဲ့အဖွဲ့ကရက်တက်ခွဲရဲ့စုံစမ်းစစ်ဆေးမှုကိုကူညီဖို့ဘန်ရဲ့အဆောက်အုံတစ်ခုလုံးကိုပိတ်ဆို့လိုက်ပြီးဆိုတဲ့သတင်းပါပဲဒါကြောင့်ချက်လဲသူပို့ထားတဲ့ email ကအထက်လူကြီးရဲ့ကွန်ပျူတာထဲမှာရှိနေအောင်မလို့တွေးပြီးပြရခက်နေပါတယ်တကယ်လို့သာရဲတွေကအဲ့ဒါကိုတွေးသွားရင်ချက်လုတ်ခဲ့တဲ့မြအကုန်ပေါ်ကုန်မှာဖြစ်တာကြောင့်ချက်ဟာရဲတွေမရောက်လာခင် email ကိုအမြန်ဆုံးဖျက်ဆီးဖို့လိုအပ်လာပါတယ်ဖြစ်ချင်တော့ချက်ရဲ့ကွန်ပျူတာကအိမ်မှာကျန်နေခဲ့တာကြောင့်ဘန်ရဲ့စာဘာခန်းထဲကိုသွားပြီး email ကိုဖျက်ဖို့ကလွယ်လို့မရှိတော့ပါဘူးစာဘာခန်းထဲကိုဝင်ဖို့ဆိုရင်တော့ကွန်ရက်လုံခြုံရေးဌာနကဝန်ထမ်းတစ်ယောက်ရဲ့လက်ဝင်နှိပ်စနစ်လိုအပ်ပါသေးတယ်တိုက်ဆိုင်စွာပဲချက်လဲကြံရမရဖြစ်နေလို့အိမ်သားထဲမှာကွန်ရက်လုံခြုံရေးဌာနကလူတစ်ယောက်နဲ့တိုက်ဆိုင်ဆုံးမိသွားပါတယ်အဲ့ဒီလူဟာသူ့ရဲ့အိတ်ကိုလက်ဆေးကံပေါ်မှာတင်ထားခဲ့ပြီးသူ့ဖုန်းကိုလည်းတွေးလိုက်ရတာကြောင့်ဒါဟာသူ့အတွက်ခွင့်ရေးပဲဆိုတာချက်သိလိုက်ပါတယ်အဲ့ဒီနောက်ချက်ဟာအဲ့ဒီလူရဲ့ဖုန်းကဖုန်းမှန်မကွဲကိုခွာလိုက်တဲ့အခါထင်ရှားတဲ့လက်ပွေရတစ်ခုကိုရလိုက်ပါတော့တယ်ချက်ချင်းဆိုသလိုပဲချက်ဟာတန်ရှင်းရေးဝန်ထမ်းတစ်ယောက်အဖြစ်ရုပ်ဖြတ်လိုက်ပြီးအဲ့ဒီလူရဲ့လက်ပွေကိုတုံးကအထူးတက်လေကားကိုဖွင့်ပြီးလုံခြုံရေးဌာနစီကိုတွားခဲ့ပါတယ်ချက်အရင်ဆုံးလုပ်လိုက်တာကသူဝင်လာတဲ့စောင့်ကြည့်ကင်မရာမှတ်တမ်းတွေကိုဖျက်လိုက်တာပါပဲပြီးတော့စနစ်ကိုအဆင့်မြင့်တင်လိုက်ပြီးစောင့်ကြည့်ရေးစနစ်ကိုခက်တက်ပိတ်ထားလိုက်ပါတယ်အခုဆိုရင်ချက်မှာအလုပ်ပြီးအောင်လုပ်ဖို့15မိနစ်ပဲအချိန်ရပါတော့တယ်အဲ့ဒီနောက်ချက်ဟာစာဘာခန်းထဲဝင်ခွင့်ရှိတဲ့ဝန်ထမ်းတစ်ယောက်ကိုကြာပန်းရွေးချယ်လိုက်ပြီးအဲ့ဒီလူရဲ့ဝင်ခွင့်ကတ်ကို print ထုတ်ကစာဘာခန်းထဲကိုဝင်သွားပါတော့တယ်ချက်လည်းတက်သေးတွေကိုတစ်ခုချင်းစီစတင်ဖျက်ဆီးနေတာပါပဲအဲ့ဒီအချိန်မှာပဲလုံခြုံရေးမန်နေဂျာစီကိုအချက်ပေးစာတစ်ခုရောက်လာပါတယ်စာဘာခန်းထဲကိုတယောက်ယောက်ကဝင်ခွင့်ကတ်သုံးပြီးဝင်သွားတယ်ဆိုတဲ့အကြောင်းပါပဲဒါပေမဲ့အဲ့ဒီကတ်ပိုင်ရှင်ဟာမန်နေဂျာနဲ့အခုအတူတူရှိနေတဲ့ဝန်ထမ်းဖြစ်နေတာကြောင့်မန်နေဂျာလည်းတစ်ခုခုမားနေပြီဆိုတာရိပ်မိသွားပြီးစာဘာခန်းကိုတွားရောက်စစ်ဆေးလိုက်တဲ့အခါထိတ်လန့်စရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတော့တယ်